အခု2025ခုနှစ်တွင်ထိုင်းနယ်ကမ္ဘောဒီးယားနယ်စပ်မှာတစ်ဖက်တစ်ဖက်တင်းမာမှုတွေကစစ်ပွဲအသေးစားလေးတွေဖြစ်ပွားခဲ့တယ်ဆိုတာအားလုံးသိကြမှာပါဒီအကြောင်းကိုကြားရင်တော်တော်များများကဘေယုံတိမေကြောင်းလို့ထင်နေကြပြီနဲ့အမှန်တကယ်တော့မဟုတ်ပါဘူးဘေယုံတိမေကကမ္ဘောဒီးယားအလယ်ဘူးမှာရှိတဲ့အင်္ဂေါတုံမျိုးဟောင်းတွေကအဖျားကြောင့်တစ်ခုပါထိုင်းနယ်ကမ္ဘောဒီးယားနယ်စပ်မှာရှိတာမဟုတ်ပါဘူးဒါပေမဲ့အခုစစ်ပေးနေတာကတော့ပရီဝီယာတင်းမေဆိုတဲ့ဖျက်လမ်းကြောင်းပါပေဝီယာတင်းမေကထိုင်းနယ်ကမ္ဘောဒီးယားနယ်စပ်မှာရှိတဲ့တောင်လေးတစ်ခုမှာတည်ရှိတာပါဒါကိုနှစ်နိုင်ငံလုံးကသူပိုင်နဲ့ငါပိုင်နဲ့ဆိုပြီးတော့ရာစုနှစ်တစ်ခုတည်းအငင်းပွားမှုတွေကကြီးမားကတ်တင်လာခဲ့တာပါဒီအကြောင်းကိုရင်ခုနှစ်တွေကလည်းပြန်ပြောရမယ်ဆိုရင်1962ခုနှစ်မှာ ICJ ကပထမဆုံးမြတ်ချက်ဖြစ်ပရီဝီယာတင်းမေကကမ္ဘောဒီးယားအပိုင်းဖြစ်တယ်လို့သတ်မှတ်ခဲ့ပါတယ်2008ခုနှစ်ဇူလိုင်လမှာကမ္ဘောဒီးယားကပရီဝီယာတင်းမေကို UNESCO ဟဲ့တက်ဆိုင်ပြီးစီမံခဲ့ပါတယ်ဒါကိုကျင်းနေမှုမရှိတဲ့ထိုင်းနိုင်ငံသား၃ယောက်ကဖျားကြောင်ညီနာမှာထိုင်းနိုင်ငံဆိုင်ကိုကျူးလာခဲ့ပြီးဒါကိုကမ္ဘောဒီးယားအာဏာပိုင်တွေကဖမ်းဆီးခဲ့ရတာနဲ့နှစ်နိုင်ငံကြားစစ်ပွဲစတင်ဖြစ်ပေါ်လာခဲ့တာပါအပြန်အလှန်ပြစ်ခတ်မှုတွေကလည်းစစ်ပွဲက2008အောက်တိုဘာလကနေ2017မေလအထိနှစ်နှစ်ခွဲခန့်ကြာမြင့်ခဲ့ပါတယ်တည်ဆုံးသူအနည်းဆုံး34ယောက်ရှိခဲ့ပြီးထိခိုက်ဒဏ်ရာရသူကတော့ရာပေါင်းများစွာရှိခဲ့ပါတယ်2019ခုနှစ်နိုဝင်ဘာလ17ရက်နေ့မှာ ICJ ကနောက်ထပ်ဆုံးဖြတ်ချက်အဖြစ်ဖဲဆောင်နီနာပတ်ဝန်းကျင်မှာရှိတဲ့အရှိနောက်ပိုင်းမြေပိုင်းများကိုလည်းကမ္ဘောဒီးယားအပိုင်းဖြစ်တယ်လို့သတ်မှတ်ပြီးထိုင်းစစ်တပ်များကိုဒုတိယမှာတောက်ကောင်မျိုးအမိန့်ပေးစီခဲ့ပါတယ်ဒါပေမဲ့ဒီဆုံးဖြတ်ချက်မှာပါရတဲ့ချို့နေရာတွေတိုင်းမှာကတော့မတူသေးတာကြောင့်အခု2025ခုနှစ်ရဲ့ဒီအငင်းပွားမှုတွေကရှိနေတော့မှာ2025မေလ28ရက်နေ့မှာထိုင်းနိုင်ငံကမ္ဘောဒီးယားနယ်စပ်မှာစစ်ပွဲသေးစားလေးဖြစ်ပွားခဲ့ပြီးကမ္ဘောဒီးယားစစ်တပ်တို့တည်ဆုံခဲ့ရာကနေနိုင်ငံခြားတင်းမာမှုတွေပိုပိုဆိုးလာပြီးတော့2008ကလည်းစစ်ပွဲဖြစ်လာနိုင်အောင်မလားဆိုတာတော့အားလုံးကစိတ်ဝင်စားစောင့်ကြည့်နေကြပါတယ်တကယ်လို့စစ်ဖြစ်လာခဲ့မယ်ဆိုရင်တော့နှစ်နိုင်ငံအပြင်ထိုင်းကိုမိခုနေရတယ်ကျွန်တော်နိုင်ငံသားတွေတော့အဓိကညနာမှုတွေရှိလာနိုင်ပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့ကဒီစစ်ပွဲကိုမဖြစ်စေချင်ပါဘူးအခုချိန်နေသူရောဘယ်လိုမျိုးထင်လဲဆိုတာကောင်းမှာဝင်ပြီးတော့ပေါ့ခင်ဗျာဒီလိုတမိုင်းငယ်လက်ရှိရရအပြင်ဘုသူတို့ရစီမဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးမှာမို့လို့ကျွန်တော် channel လေးကို like and follow လေးလုပ်တော့ပေးပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်